ကောင်းမှုကုသိုလ်လုပ်ချင်တဲ့စိတ်ကလေးတွေပေါ်လာရင်ချက်ချင်းလုပ်လိုက်ပါဘာဖြစ်လို့လဲဆိုတော့စိတ်ဟာမကောင်းမှုမှာသိပ်ပျော်တတ်တယ်သူပျော်တဲ့နေရာမှာပဲသူကျက်စားတဲ့သဘောရှိတယ်ဒါကြောင့်ကုသိုလ်တစ်ခုခုလုပ်ချင်ပြီဆိုလို့ရှိရင်အချိန်မဆွဲပဲနဲ့ချက်ချင်းလုပ်ရမယ်အချိန်ဆွဲလိုက်ပြီဆိုလို့ရှိရင်အကုသိုလ်တွေကခွင့်ရယူပြီးတော့ဒီကုသိုလ်ကိုမလုပ်ပြအောင်တားမြစ်လိမ့်မယ်ဥပမာတစ်ခုကိုကအလှူတန်းဖို့တစ်ခုတွေ့လို့လူချင်းတန်းတင်တဲ့စိတ်ကလေးပေါ်လာတယ်ဒါပေမဲ့ချက်ချင်းလက်ငယ်ကြီးမလှူနိုင်သေးဘူးဆိုရင်တော့မှလူချင်းတန်းကျင်တဲ့ကုသိုလ်စိတ်ကလေးပြောင်းမသွားခင်မှာကိုယ်မှာရှိတဲ့ဘုရားကိုတောက်တော်ရည်ချမ်းကတ်တာပဲဖြစ်ဖြစ်ဖန်ကတ်တာပဲဖြစ်ဖြစ်ချက်ချင်းလုပ်လိုက်ဒီလိုလုပ်ဖို့ခွင့်ရမရသေးဘူးဆိုရင်တော့မှဗုဒ္ဓဂုဏ်တော်ပွားလိုက်တာပဲဖြစ်ဖြစ်တရားဝါရီကျမ်းမှာချမ်းသာကြပါစေလို့မေတ္တာပွားလိုက်တာပဲဖြစ်ဖြစ်ကိုရထားပြီးသားဖြစ်တဲ့မြတ်စွာဘုရားရှင်ရွှေနှုတ်တော်ထွက်တရားဓမ္မတွေကိုပွားများဆင်ခြင်နေတာပဲဖြစ်ဖြစ်နောက်ဆုံးဝင်လေထွက်လေမှတ်ပြီးတော့တတိလေးထားနေတာပဲဖြစ်ဖြစ်ကောင်းမှုကုသိုလ်တစ်ခုကတော့လုပ်ပြီးအောင်ချက်ချင်းလုပ်လိုက်ပါအဲဒီလိုကုသိုလ်မလုပ်ဘူးဆိုလို့ရှိရင်နောက်ကအာကုသိုလ်ကချက်ချင်းဝင်ရောက်လာနိုင်ပါတယ်ဒါကြောင့်မြတ်စွာဘုရားကအဘိဓရိထကလျာဏီတဲ့အမှုကုသိုလ်လုပ်မယ်ဆိုရင်မြန်မြန်လုပ်တဲ့ဘာကြောင့်လဲဆိုတော့ဦးဇင်းတို့ရဲ့စိတ်ဟာပါပသမေရမတိမနောမကောင်းမှုမှာစိတ်ကပွင့်လျော်တက်လို့ပါဘိုလ်လူချင်းတန်းကျင်တဲ့စိတ်ကလေးပေါ်လာရင်ချက်ချင်းမလူပြစ်သေးရင်တော့အနိနာမှာအလွယ်ကူဆုံးရနိုင်တဲ့ကောင်းမှုကုသိုလ်တွေကိုချက်ချင်းထားလုပ်လိုက်ပါအားလုံးပဲလက်ရှိကျမ်းမှာကြပါစေ